ဟုတ်ကဲ့ပါမင်္ဂလာပါရှင်ကျမကတော့ယူပါချောပြီးတော့ပြုံးလှလှတွေပိုင်ဆိုင်ထားတဲ့150က managing level ဖြစ်ပါတယ်ရှင်ကျမတို့150ကတော့အိမ်မှာနေပြီးအနားယူခြင်းကအပြင်ထွက်ပြီးအနားယူတာထက်ပိုကောင်းပါတယ်ဆိုတဲ့ဘက်ကနေအဆိုပြုတင်သွင်းသွားမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်အပြင်မှာထွက်ပြီးအနားယူခြင်းကအနားယူခြင်းရဲ့တကယ်အနှစ်သာရနဲ့ပြည့်စုံတဲ့အကျိုးကျေးဇူးကိုမရရှိစေပါဘူးကျမတို့ရဲ့မူဝါဒကတော့တကယ်အနားယူရဲဆိုတာကရုပ်ပိုင်းဆိုင်ရာသာမကဘဲနဲ့စိတ်ပိုင်းဆိုင်ရာပါတကယ်အနားယူဖို့လိုအပ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးအခြေအနေအရဆိုလို့ရှိရင်အပြင်ထွက်ပြီးအနားယူတာကအိမ်မှာနေပြီးအနားယူတာထက်ကိုတော့စိုးကျိုးတွေများနေမှာပါဒါကြောင့်မို့လို့ဒီကားလူတွေမှာလည်းကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေရုံးဝန်ထမ်းလုပ်နေတဲ့သူတွေကျောင်းတက်နေတဲ့သူတွေပါပါမယ်ဟုတ်ပြီကျမတို့အလုပ်ပိတ်ရက်ရုံးပိတ်ရက်တွေအနားယူတော့မယ်ဆိုလို့ရှိရင်ဘယ်နေရာကိုပထမအဆုံးပြင်းမြင်မိကြပါသလဲဟုတ်ပါတယ်ကျမတို့ရဲ့အိတ်ခမ်းအိတ်ရာကိုအရင်ဆုံးပြင်းမြင်ပြီးကြပါတယ်အလုပ်တွေပင်ပန်းပြီးတော့အိမ်ပြန်ရောက်လာလို့အိတ်ခမ်းထဲမှာအနားယူလိုက်တဲ့ဆိုပဲပင်ပန်းမှုတွေကတိတိတတ်တာကိုရော့ကျသွားစေပါတယ်ကိုနဲ့ရင်းနှီးပြီးတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာအနားယူရတာကစိတ်ပီစီမှုကိုတိတိတတ်တာလျှော့ချပေးပါတယ် Carbon Health Publicity ရဲ့အရာတိတ်ဆိတ်တဲ့ဝန်းကျင်မှာအနားယူတာကအုံနောက်ရဲ့ alpha brainwave ကိုတိုးတက်စေပြီးတော့စိတ်ပီစီမှုနဲ့ pressure တွေကိုတိတိတတ်တာလျှော့ချပေးပါတယ်နောက်တစ်ခုရှိတာကအပြင်ထွက်ပြီးအနားယူတဲ့အခါမှာပတ်ဝန်းကျင်တစ်ကိုရောက်သွားမှာပေါ့အဲ့ပတ်ဝန်းကျင်အတက်မှာလက်ညှိုးညွှန်ထွေးနေထိုင်ရမယ်ဆိုတဲ့အချက်ကြောင့်လည်းစိတ်ဖိစီးမှုကိုဖြစ်နိုင်ပါတယ်ကိုယ့်ရဲ့အိမ်မှာသာအနားယူမယ်ဆိုလို့ရှိရင်အဝတ်စားကိုတက်တောက်ဝတ်ပြီးတော့ကိုယ်ပိုင်စိတ်ကြလွတ်လပ်စွာနေထိုင်နိုင်တဲ့အတွက်အပန်းဖြေခြင်းအရာတာကိုအပြေအဝခံစားရနိုင်ပါတယ်အမေရိကန်စိတ်ပညာရှင်အသင်းရဲ့2022ခုနှစ်စစ်တမ်းအရလူ85%ကျော်ကကိုယ့်ရဲ့အိမ်မှာပဲအနားယူခြင်းကသာလုံခြုံစိတ်ချရပြီးတော့စိတ်အေးချမ်းသာရမှုပေးနိုင်တယ်လို့လည်းဖော်ပြထားပါတယ်။နောက်တစ်ချက်ဆိုလို့ရှိရင်အပြင်မှာအနားယူမယ်ဆိုလို့ရှိရင်ငွေကြေးကုန်ကျစရိတ်ကဆရှိလာတော့မှာပါ။အပြင်ထွက်ပြီးဆိုတာနဲ့ပတ်စံကအယုံဆုံးကုန်ရတော့မှာပါ။ဒါကြောင့်မို့လို့ခီးထွက်ပြီးအနားယူတဲ့အခါမှာအဲ့လိုမျိုးလန်ခီးစိတ်တွေစားတောက်စိတ်တွေတဲခိုစရိတ်တွေကများလာနိုင်တာမို့လို့အပြင်ထွက်ပြီးတော့အနားယူတာတဲ့အိမ်မှာအနားယူတာကအဲ့လိုမျိုးစရိတ်စကားတွေကိုရှော့ချပေးပြီးသားဖြစ်သွားမှာပါ။ Forbes သတင်းရဲ့2023ခုနှစ်ဆောင်းပါးတစ်ခုရမှာဆိုရင်အိမ်မှာအနားယူတဲ့ staycation ကအပြင်ထွက်ပြီးအနားယူတာထက်30%ကနေ50%ထိကုန်ကျစရိတ်ကိုလျှော့ချပေးနိုင်တယ်လို့ဖော်ပြထားပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ရက်အနေငယ်စာခီအတွက်ငွေကြေးတွေကုန်ကျမဲ့အစားအိမ်မှာပဲတက်တာနဲ့အနားယူနိုင်ပါတယ်။ဒါကြောင့်မို့လို့ကျမတို့အဖွဲ့ရဲ့မူဝါဒကတော့အနားယူခြင်းကအမှန်တကယ်အေးချမ်းမှုဖြစ်ဖို့လိုအပ်ပါတယ်။အိမ်မှာအပန်းဖြေခြင်းကသာစိတ်အေးချမ်းနဲ့ငွေကုန်ကြေးချမှုနှဲပါပြီးတော့စစ်မှန်တဲ့အနားယူမှုဖြစ်တယ်ဆိုတာကိုအဆိုပြုတင်ရင်းနဲ့ညှိကုန်ချုပ်လိုက်ရပါတယ်ရှင်။နားထောင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါရှင်အချိန်တိတိကျကျလေးနဲ့အဆိုတင်သွင်းသားရပေါ့နော်ဒါဆိုလို့ရှင်အခြေဖက်ကနေပြီးတော့ row 16ကနေပြီးတော့ပထမဆုံး speaker ကနေပြီးတော့ပြန်ပြီးတော့ခြေသွားလို့ရပါပြီရှင်အမျိုးတွေလောက်ထားပေးပါတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီအိမ်မာနိုင်ရင်ပြပမှာပြင်ထွက်အနားယူခြင်းပိုကောင်းတယ်ဆိုတဲ့ဘက်ကနေအခြေဘက်ကနေပြီးတော့ run system ကိုသာပြောရမှာဆို speaker အနေနဲ့ပြောသွားမယ်ဆိုရပဲဖြစ်ပါတယ်ကျွန်တော်ပထမဦးဆုံး Stanford University မှာ2021ခုနှစ်တုန်းစမ်းသပ်ချက်အရာပြုလုပ်ခဲ့တဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့နေ့စဉ်မိနစ်30အပြင်ထွက်ပြီးတော့လမ်းလျှောက်တဲ့သူတွေကတာမန်လမ်းမလျှောက်တဲ့သူတွေတက်တပတ်အတွင်းမှာစိတ်ပီတိမှု23%ဒီပြောနေစီပြီးတော့ကျွန်တော်အာယုံဆိုင်မှု34%ဒီတက်လာတယ်လို့ဆိုပါတယ်ကျွန်တော်အိမ်ထဲမှာနေတဲ့အခါမှာနေ့စဉ်ရုပ်ရှင်ကြည့်တာတွေဖုန်းသုံးမိတာတွေဂိမ်းဆုံးမိတာဒီလိုမျိုးပဲရှိနေတဲ့အခါမှာကိုယ့်ရဲ့အုံနောက်က brain stimulation မဖြစ်တော့ဘဲ dopamine loop ထဲမှာပဲကျွန်တော်ပတ်နေတာမျိုးဖြစ်တတ်ပါတယ်နောက်တစ်ခုက Harvard University မှာတင်ပြခဲ့တဲ့ green therapy ဆိုတဲ့ research မှာကိုယ့်အနေနဲ့ဒီသစ်ပင်တရွက်တွေသစ်ပင်ရှိတဲ့နေရာတွေမှာလမ်းလျှောက်တာတွေတွာလာတာတွေပြုလုပ်မယ်ဆိုရင်ကျွန်တော်တို့ stress ဖြစ်စေတဲ့ cortisol လို့ခေါ်တဲ့ hormone က12%ကနေ21%အထိရောကြစေနိုင်ပါတယ်ကျွန်တော်တို့အပြင်ထွက်တဲ့အခါမှာမြင်ကွင်းသစ်တွေပြောင်းသွားတယ်ကိုယ့်ရဲ့အုံနောက်ကနေပြီးတော့ဒီ DMM လို့ခေါ်တာပေါ့နော် brain default mood network ကို reset လုပ်ပြီးအဲ့ဒါကအုံနောက်အတွက်အရင်ကောင်းတဲ့ meditation တစ်ခုလိုပဲဒီထဲမှာလည်းကိုယ်အနေနဲ့ meditation မလုပ်ချင်တာလိုမျိုးသိချာမလုပ်တဲ့သူတွေလည်းပါအောင်ပါနိုင်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးအပြင်ထွက်နားယူတဲ့အခါမှာစိမ့်စိမ့်ဆူဆူနေရာလေးတစ်ပင်တော်တွေတွေ့တဲ့အခါမှာကိုယ့်ရဲ့ brain ကိုပို့
meditate လုပ်ပေးတယ်လို့မျိုးပို့ပြီးတော့ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီတရားတွေအားလုံးပဲသိကြတယ်ကျွန်တော် Steve Jobs တို့ Albert Einstein တို့ Friedrich Nietzsche ပေါ့နော် Friedrich Nietzsche ကတော့ကျွန်တော်ဂျာမနီအတွေးခေါ်ပညာရှင်တူဖြစ်ပါတယ်အဲ့3ယောက်လို့တူညီစွာပြောခဲ့တဲ့စကားတစ်ခုရှိရပေါ့နော်အဲ့ဒါကတော့ဘာလဲဆိုတော့သူတို့ကလူတိုင်းကိုအိမ်ထဲမှာပဲအနားမယူသင့်လို့ပြောခဲ့တယ်အဲ့မှာဆိုရင် Friedrich Nietzsche ပြောခဲ့တဲ့ကုတ်လေးတစ်ချောင်းအရင်မိုက်တယ် all truly great thoughts are conceived while walking ပေါ့နော်အရင်ကမှကောင်းတဲ့အတွေးခေါ်တွေအရင်ကမှကောင်းတဲ့ idea တွေကလမ်းလျှောက်ရင်းနဲ့ရလာတယ်လို့ပြောကြပါတယ်အဲ့တော့တနည်းအားဖြင့်ကြည့်မယ်ဆိုရင်ကျွန်တော်အပြင်ထွက်အနားယူတဲ့အခါမှာအုံနောက်ကိုပို့ပြီး reset ဖြစ်စေရပေါ့နော်ပြန်လဲနိုးကြလာစေပါတယ်ပြီးရင် Mayo Clinic ရဲ့အဆိုအရ Mayo Clinic ဆိုတာတော့တကဘာလုံးမှာနာမည်ကြီးဆုံးစီးရုံပေါ့နော်အမှပြောခဲ့တာဆိုရင်ဒီ moderate outdoor movement ဆိုတာရှိတယ် moderate outdoor movement ဆိုတာကျွန်တော်အပြင်မှာလုပ်ရတဲ့ exercise တခုပဲအဲ့ဒါအရင်လည်းမခက်ဘူးအရင်လည်းမလွယ်ဘူးတာမန်အနေထားလုပ်ရတဲ့ exercise ပေါ့အဲ့လိုမျိုး exercise လုပ်တဲ့အခါမှာ endorphin လို့ခေါ်တဲ့အုံနောက်ကနေ happiness hormone တက်လာစေတယ်ဆိုသူတို့ကအတည်ပြုတာအဲ့တော့နောက်ဆုံးအနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင်ကျွန်တော်အနားယူခြင်းဆိုတာစိတ်ငြိမ်းချမ်းမှုအတွက်လိုအပ်တဲ့ဒါဖြစ်ပြီးတော့ကိုယ့်ရဲ့အချင်းကိုယ့်ရဲ့အုံနောက်နဲ့ကိုယ့်ရဲ့ခန္ဓာကိုပြန်လဲအားဖြည့်ခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အုံနောက်နဲ့စိတ်ကိုပြန်ပြီးတော့ refresh လုပ်ပြီးခုနကCFS speaker ပြောခဲ့တဲ့ပေါင်းရင်းရဲ့အသက်မှာအနားယူဖို့ဆိုတာဒီလေကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုရင်ဒီကအရင်ကမှသူကကောင်းတဲ့အရာပေါ့နော်အဲ့ဒါကြောင့်လို့ကိုယ့်ရဲ့ဒီအိမ်မာနေခြင်းတက်ဆိုင်ကိုယ့်ရဲ့ပြင်ပမှာအနိုင်ယူခြင်းပို့ပြီးတော့ကောင်းတယ်အဲ့ဒါကြောင့်မလို့ကိုယ့်နဲ့အစိတ်ရဲ့အုံနောက်ပြန်ပြီး refresh ဖြစ်စေတယ်ခန္ဓာကိုယ်လည်းပျော်စင်စေတဲ့ဟော်မုန်းတွေထွက်ပြီးတယ်ပြီးတော့အိမ်မှာမခံစားရတဲ့ nature authentic cleanness ကိုလည်းရရှိစေပါတယ်အဲ့တော့ဒီချက်လက်တွေအားလုံးကကျွန်တော် data နဲ့ science ကိုအခြေခံပြီးတော့ပြောပြတာဖြစ်တဲ့ကြောင့်အပြင်ထွက်အနားယူခြင်းကစိတ်ပိုင်းရောရုပ်ပိုင်းရောနှစ်ခုစလုံးအထူးသဖြင့်ကိုယ်အတွက်ကောင်းစေတယ်အဲ့တော့ကျွန်တော်ပြောတာမယုံဘူးဆိုရင်အခုဒီရသူတွေအပြင်ထွက်ပြီးတော့ဒါမိနစ်20 15မိနစ်လောက်လမ်းလျှောက်ကြည့်လိုက်ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ရောစိတ်ရောတိတိတတာအပြောင်းလဲဖြစ်သွားတာကိုတွေ့လိုက်ပါမယ်ဒီအရာကို CRPK ရဲ့ audio lesson ဒီမှာလည်း CRPK broke ဖြစ်နေတဲ့အချိန်တော့တခုလေးလောက်ပါဆိုရင်ဂျင် track ကစားခဲ့တာဆိုပြီးတော့လည်း CRPK ကိုယ်တိုင်လည်းပြောကြလာခဲ့ပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဒီအဆိုပြန်ပြီးတော့ခြေပရမယ်ဆိုရင် CRPK ကိုယ်တိုင်လည်းသူကိုယ်တိုင်လုပ်ခဲ့တဲ့အရာတခုဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်မှာအနားယူခြင်းတဲ့အပြင်ထွက်အနားယူခြင်းကပိုကောင်းနေဆိုပြီးတော့ပဲပြောကြချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ရှင်အချိန်လေးကတော့ပြည့်သွားပါပြီရှင်ဒါဆိုလို့ရှင်အခုကတော့ခြေပသွားရပေါ့နော်ဒါဆိုလို့ရှင်အိမ်မှာနေခြင်းထဲပြင်ထွက်အနားယူခြင်းကပိုကောင်းတဲ့ဆိုဘက်ကနေပြီးတော့ second speaker ကနေပြီးတော့ပြန်ပြီးတော့အဆိုတင်နေမှာပဲဖြစ်ပါတယ်ရှင် second speaker ကို link ကနေပြီးတော့ unmute လေးလုပ်ထားပေးပါတယ်ရှင်ဟုတ်ကဲ့မင်းကျွန်တော်တို့ကအပေါင်းကြားလာပြီကြားပါတယ်ရှင်ဟုတ်ပါကလိုက်နော်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့အိမ်မှာနေပြီးနားယူတာကအပြင်ထွက်ပြီးနားယူတာတဲ့ပို့ပြီးတော့ပေါင်းနေဆိုတဲ့ဘက်ကနေအခုပြီးရင်တစ်ဖက်တင်းကိုပြန်လိုက်ကြည့်ပါတော့မယ်ဒီ15ရဲ့ second speaker ကိုတက်ပဲဖြစ်ပါတယ်ဗျာပထမဆုံးဖက်တင်းကကိုယ်ပြောသွားတဲ့ဒီပြင်ထွက်ပြီးလိုက်လျှောက်တဲ့လူတွေက brain waves ပို့ပြီးတော့ပေါင်းသေးတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အိမ်ထဲမှာပဲနေပြီးတော့လိုက်လျှောက်လို့မရဘူးလားအပြင်ထွက်ပြီးတော့လမ်းလျှောက်ပြီးတော့ဒီစိတ်ကန်းကြည့်ရင်အတွက်လျှောက်ပြီးတော့နေတာကအနေများနိုင်ပါတယ်ခုပြဆိုရင်ဒီတော်တော်လေးကိုအနေများပါတယ်အပြင်ထွက်လို့ရှိရင်လမ်းမှာမတော်တဆဖြစ်တာကြီးဖြစ်နိုင်တယ်လူတွေဝတာဆိုးရတာကြီးဖိုးမှုလူရဲမှုတို့ပြင်ဗိုင်းရပ်ယောဂါနဲ့တခြားသောကုသတဲ့ယောဂါတွေပါဖြစ်လာနိုင်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲ2019 2020ရဲ့2020တော့ဖြစ်ပျက်ခဲ့တဲ့ COVID-19 ကာလတုန်းကပြောရင်လေကုသ COVID-19 ကုသခံရမှာဆိုတော့အိမ်မှာပဲတရားအောင်နေခဲ့ကြတယ်မဟုတ်လားအဲ့တော့ဒီလေးကဘယ်လိုနေခဲ့ကြလဲအိမ်ထဲမှာပဲဒီလိုပဲအဆင်ပြေလိုမျိုးဒီလမ်းလျှောက်ပြီးတော့ပဲစိတ်ပန်းပြေခဲ့ကြတယ်မဟုတ်လားပြီးတော့ CDC American ပြည်အောင်စုရဲ့ယောဂထိန်းချုပ်ကာကွယ်ရေးအဖွဲ့ရဲ့စတန်ရလိုအပ်ချက်မရှိဘဲနဲ့အပြင်မထွက်တာကဒီအေးမီယောဂနဲ့ဒီတာမန်ဓာတ်ယောဂတွေကနေပြီးတော့ကာဝယ်နိုင်တယ်လို့ဖော်ပြထားပါတယ်အိမ်မှာနေတာကကိုယ့်အပြည့်အဝလုံခြုံမှုရှိသေးတာလေဒီ2024ခုနှစ် UK survey တစ်ခုရာဒီ66ရာခိုင်နှုန်းကအိမ်ထဲမှာနေရတာကပို့ပြီးတော့လုံခြုံတဲ့အပြင်စိတ်အေးချမ်းမှုရတဲ့အတွက်အိမ်မှာအနားယူတာကပို့ပြီးတော့ကောင်းတယ်လို့ဖော်ပြထားပါတယ်နောက်တစ်ချက်တက်ပြီးပြောချင်တာကတော့ time management မှာအားလုံးသိရတဲ့အတိုင်းပဲအနားယူခြင်းရဲ့ဒီရွယ်ချက်က mental အရာရော physically ရပါပြန်လဲအားပြည့်စီလို့ပဲဖြစ်ပါတယ်ဒါဆိုရင်အားလုံးပဲစဉ်းစားကြည့်ပါအပြင်ထွက်ပြီးအနားယူမယ်ဆိုရင်ဒီပစ္စည်းတွေထုတ်ရမယ်ပြင်ဆင်ရမယ်တွာလာဆောင်ကမ်းရတယ်အချိန်မလွဲမတည်အချိန်ကမလွဲမရှောင်ပုံပြနေပါတယ်ကျွန်တော်ကတော့အဲ့ဒီအချိန်တွေအတွက်အလွဲနှမျောလုပ်ပါတယ်ဒီလိုအိမ်ထဲမှာပဲအနားယူမယ်ဆိုရင်တော့ဒီပေါ့ပေါ့ပါပါနဲ့နေလို့ရတဲ့အပြင်ကတနေ့တာကိုလည်းချက်ချင်းစတင်နိုင်တယ်လို့အချိန်ကိုလည်းပို့စိတ်ကြိုက်စီမံခန့်ခွဲနိုင်ပါတယ်ဒီ2023 American Times News ရဲ့ survey မှာအိမ်မှာနေပြီးအနားယူသူတွေကအပြင်ထွက်ပြီးတော့အနားယူသူတွေချက် rest hour အနားယူတဲ့ပုံများတယ်လို့ဖော်ပြထားပါတယ်ပြီးတော့အပြင်ထွက်လို့ရှိရင်ငွေကုန်တိကျလည်းဟောဖြစ်ပါတယ်တကယ်လို့အိမ်မှာပဲနားယူမယ်ဆိုတော့ငွေကုန်တိကျအတူသက်တာပါတယ်အပြင်တော့လို့ဆိုရင်ကားကလင်းကတောက်သိလက်မှတ်များစတဲ့ပြင်ငွေကုန်တိကျများနိုင်တော့အိမ်မှာနေရင်ငွေတုံးဆဲမှုနဲ့ပြီးတော့မိမိစိတ်သက်အချိန်တုံးနိုင်ပါတယ်ငွေတုံးဆဲမှုနေတာကြောင့်စိတ်ပင်ပန်းနေနဲ့တက်ဆန်ကုန်တိုင်းစိတ်ပင်တော့ရောက်နိုင်ပါတယ်
သုံးတက်အနေနဲ့နားယူခြင်းဆိုတာကစိတ်ပိုင်းကိုယ်ပိုင်းငွေကြေးပိုင်းအပြည့်အဝစဉ်းစားဖို့လိုရပါတယ်အိမ်မှာပဲအနားယူခြင်းကစိတ်ထက်တာမှု budget control နဲ့ဒုပိုင်းဆိုင်ရာအနားယူမှုကအတူတူပေးနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့အိမ်မှာအနားယူခြင်းကအပြင်မှာအနားယူခြင်းတက်ပိုကောင်းတယ်ဆိုတဲ့ဘက်ကလည်းလွတ်15ရဲ့ fitness ကကျွန်တော်ကိုထက်ကပြေဝထောက်ခံပါတယ်